ငြိမ်းချမ်းရေးအတွက်ဘင်္ဂလားဒေ့ရှ်မှာမိုင်ပေါင်းများစွာလမ်းလျှောက်ပြီးမြစ်တာပို့ခဲ့ကြတဲ့ဗုဒ္ဓဘာသာယဟန်တော်များမင်္ဂလာပါရှင်ထူးခြားဆက်ပြားတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ကြည်ပါ channel လေးကနေကြိုဆိုလိုက်ပါတယ်ငြိမ်းချမ်းရေးဆိုတာလူသားတိုင်းနိုင်ငံတိုင်းတောင်းတနေကြတဲ့အရာတစ်ခုပါမကြသေးမီကဗုဒ္ဓဘာသာယဟန်တော်တွေဦးဆောင်ခဲ့တဲ့ War for Peace ဟာကမ္ဘာတစ်ဝန်းမှာအောင်မြင်ခဲ့ပါတယ်ဒီအောင်မြင်မှုကအမေရိကန်ပြည်ထောင်စုကနေစတင်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံအထိလွှမ်းမိုးသွားခဲ့ပါတယ်။ဗုဒ္ဓဘာသာယဟန်တော်24ပါးနဲ့အလောကာလို့အမည်ရတဲ့ခွေးလေးတစ်ကောင်တို့ဟာတက်ဆက်ပြည်နယ်ကနေဝါရှင်တန် DC အထိမိုင်ပေါင်း2300ကိုခြေလျင်လျှောက်လန်းခဲ့ကြပါတယ်။နင်းတွေအေးဒဏ်တွေကြားထဲမှာတော့ပြည်သူတွေဟာယဟန်တော်တွေကိုဖူးမြော်ဖို့စိတ်ရှည်လက်ရှည်ဆောင်ဆိုင်ခဲ့ကြပြီး2026ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာတော့ရပ်ပေါင်း108ရက်ကြာခရီးစဉ်ကြီးကိုဝါရှင်တန် DC မှာအောင်မြင်စွာနဲ့ပန်းဝင်နိုင်ခဲ့ပါတယ်။ဒီလိုအောင်မြင်တဲ့အမေရိကန်က Walk for Peace ရဲ့လွှမ်းမိုးမှုဟာအာဖရိက၊အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအထိနေ့စဉ်ဒီပါလွှမ်းမိုးနိုင်ခဲ့ပါတယ်။အဲ့ဒီလွှမ်းမိုးမှုရဲ့အသီးပွင့်အနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်းယဟန်တော်တွေဦးဆောင်တဲ့ငြိမ်းချမ်းရေးခြေလျင်ခရီးစဉ်တစ်ခုစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကဗုဒ္ဓဘာသာယဟန်တော်တွေဟာပင်လယ်ကမ်းခြေဒေသဖြစ်တဲ့ Cox's Bazar ကနေမြို့တော်ဒါကာအထိရှောက်လန်းချီတက်ခဲ့ကြပါတယ်။ဒီခရီးစဉ်မှာဗုဒ္ဓဘာသာယဟန်တွေအပါအဝင်လူပေါင်း40ခန့်ကလမ်းလျှောက်ချီတက်လာကြတာပါ။လက်ထဲမှာတော့သာသနာအလံတွေနဲ့ငြိမ်းချမ်းရေးအလံတွေကိုကိုင်ဆောင်ထားကြပြီးလမ်းတစ်လျှောက်မှာမြစ်တာပိုးရင်းနဲ့ရှောက်လန်းခဲ့ကြပါတယ်။ခရီးစဉ်တွင်မှာစစ်တကောင်းမြို့ကိုလည်းဖြတ်ကျော်လာပြီးမတ်လ1ရက်နေ့မှာတော့ကိုမီလာမြို့တွေကိုဖြတ်တန်းလာပါတယ်။ခရီးစဉ်အဆုံးဖြစ်တဲ့မလ2ရက်နေ့မှာဒါကာမြို့ကိုရောက်ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ကာလာရီတခြားနိုင်ငံအတွင်းမှာကြီးမားတဲ့စိုးရိမ်ပူပန်မှုတွေတီးခန့်နိုင်စွမ်းကင်းမဲ့မှုတွေကိုဖျက်ဆီးခဲ့ရတဲ့အတွက်မြစ်တာဂယုဏမုဒိတာနဲ့သဟဇာတာဖြစ်မှုတွေကတဆင့်ငြိမ်းချမ်းရေးတည်ဆောက်ဖို့ရည်ရွယ်တာဖြစ်တယ်လို့ဒီခရီးစဉ်မှာပါဝင်တဲ့ယဟန်တော်တစ်ပါးကမိန့်ကြားထားပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ငြိမ်းချမ်းရေးခရီးစဉ်ဟာပြည်သူလူထုတရက်ထဲအတွက်သာမကနိုင်ငံရေးကောင်းဆောင်တွေအပေါ်ကပါအပြုသဘောဆောင်တဲ့လွှမ်းမိုးမှုတွေရရှိဖို့မျှော်လင့်ထားခဲ့ပါတယ်။မိုင်ပေါင်းများစွာကိုရှောင်းလန်းလာတဲ့ဒီအဖွဲ့ကဒါကာမြို့ကအမျိုးသားလွှတ်တော်အဆောက်အုံရဲ့တောင်ဘက်ရင်ပြင်မှာခရီးစဉ်ပြီးဆုံးခဲ့ကြပါတယ်။လူသားတွေဟာမြစ်တာတရားတွေသဟဇာတာဖြစ်မှုတွေအတွက်တောင်းတနေကြပြီးဆိုတဲ့သတင်းစကားကိုအရောက်ပို့ချင်တာဖြစ်ပါတယ်။ Walk for Peace ဟာတာမန်လမ်းလျှောက်ခြင်းတသက်မဟုတ်ပဲအမုန်းတရားတွေကိုဆွန့်လွတ်ပြီးခွင့်လွှတ်ခြင်းကိုရွေးချယ်ဖို့တင် जा ပေးတဲ့အောင်မြင်တဲ့ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကြီးတစ်ခုဖြစ်လာခဲ့ပါပြီ။အမေရိကန်ကနေစတင်ခဲ့တဲ့ဒီအောင်မြင်မှုဟာအခုတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကလွှတ်တော်ရင်းမြစ်အထိခရီးနှင်လာခဲ့ပြီဖြစ်ပြီးလူသားတွေအားလုံးလိုလားတောင်းတနေတဲ့မြစ်တာတရားနဲ့ငြိမ်းချမ်းရေးကိုအကောင်းဆုံးတည်ဆောက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ Walk for Peace ရဲ့ကမ္ဘာတဝန်းကအောင်မြင်မှုတွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအထိလွှမ်းမိုးလာတဲ့အကျိုးသက်ရောက်မှုတွေအပေါ်ဘယ်လိုထင်မြင်မိကြပါသလဲရှင်။ထူးခြားဆန်းကြောင်ရာလေးတွေကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ကြည်ပါ channel လေးကိုလည်း like and subscribe လေးလုပ်ထားပြီးဖို့မမေ့ပါနဲ့နော်ကျမတို့ရဲ့ကြည်ပါဗီဒီယိုလေးကနေတစ်ခုခုရသွားပါစေနော်။